ကိုယ့်ဘဝမှာ mindset ကောင်းခြင်းနဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲပေါ့နော် mindset ကောင်းအောင်လုပ်လို့ရတဲ့နည်းလမ်းရှိဒီနည်းလမ်းလေးလုပ်မယ်ဆိုရင်ကိုယ့်ဘဝမှာတကယ်ကိုကောင်းလိမ့်မယ်ပေါ့နော်အဲ့တော့ mindset ကောင်းအောင်ဘယ်လိုလုပ်ရမလဲပေါ့ mindset ကိုကျွန်တော်တို့ကတိဆောက်တော့မယ်ဆိုရင်လုပ်ရမယ့်လုပ်ငန်းဆောင်တာတစ်ခုရှိတယ် daily responsibility လို့ခေါ်တယ်နေ့စဉ်တာဝန်ယူရမယ့်အရာတွေကိုတာဝန်ယူတာနေ့စဉ်တာဝန်ယူရမယ့်အရာဆိုတာဘာလဲလို့မေးလိမ့်မယ်နေ့စဉ်တာဝန်ယူရမယ့်အရာဆိုတာကမနက်9 နာရီထမယ်ဆိုရင်ထတာဘုရားရှိခိုးမယ်ဆိုရှိခိုးတာဒီအလုပ်ကိုပြီးအောင်လုပ်မယ်ဆိုလုပ်တာဒီအိမ်စာကိုငါအပြတ်လုပ်မယ်ဆိုလုပ်တာအဲ့ဒါကို daily responsibility လို့ခေါ်တယ်နေ့စဉ်တာဝန်ယူရမယ့်ဟာအဲ့တော့လူတစ်ယောက်ကအောင်မြင်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့နေ့စဉ်တာဝန်ယူရမယ့်အရာတွေတောင်တာဝန်မယူနိုင်မဲနဲ့ခေါင်းဆောင်တရားမဖြစ်နိုင်ဘူးတကူရီတကာနဲ့မဆိုင်နဲ့နော်လုပ်ငန်းနဲ့မဆိုင်ဘူးနော်တကူရီတကာရနဲ့ပတ်သက်ပြီးငါရေချိုးမယ်ဆိုရင်ရေချိုးတာငါဒီနေ့စာဖတ်မယ်ဆိုရင်ဖတ်တာငါဒီနေ့9 နာရီထမယ်ဆိုရင်ထားတာအဲ့ဒါကို daily responsibility လို့